အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်မှာကျမတို့တူဝီတွေမော်လမြိုင်မွေးငါးလေးချက်စားပါမယ်မပိလားအဲ့ဒီခဲ့ဒီပုပ္ပစုပြီးငါးလေးတွေနူးပြီဆိုလို့ရှိရင်တော့မီးပိတ်ပြီးတော့ငါးလေးတွေဆယ်ပြီးအေးခံထားပါမယ်ရှင်ငါးပြုတ်ရည်ကိုတော့မွန်းကားချက်တဲ့အခါမှာပြန်သုံးပါမယ်အပြောဦးအရင်လေးတွေကိုခွာထုတ်ပြီးရင်ပပလီပြီးတော့စနင်းရည်ထဲမှာစိမ်ထားပါမယ်မမဲအောင်လို့ပါဒါကတော့ဆန်အစိမ်းမုံနဲ့ရွှေချီမုံကိုလှော်ပြီးတော့မှမွေးငါးတွေထည့်ချက်မှာဖြစ်ပါတယ်အခုငါးစီတက်ပါမယ်ဒဲဟိုးတွေကိုစီပူလာရင်ဂျင်းထောင်းထားတဲ့တဝက်နဲ့ကြက်သွန်ဖြူနီထောင်းထားလေးနဲ့ငါးထည့်ပြီးတော့စီတက်ပြီးပါမယ်ထည့်ရမယ့်ပစ္စည်းလေးတွေအားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်မွေးငါးချချက်ပါမယ်တန်ဖို့မီးဖို့ပေါ်တင်ပြီးရေစူလာပြီဆိုရင်ဂျင်းထောင်းထားလေးထည့်ပါမယ်ပြီးရင်လှော်ထားတဲ့ဆန်မုတ်ရည်နဲ့ရွှေချီမုတ်ရည်လေးထည့်ပါမယ်ရေစူလာပြီဆိုရင်ငါးစီတက်ထားတာထည့်ပါမယ်ငါပြောဦးလေးတွေထည့်ပါမယ်စားထည့်ပါမယ်ချက်သွန်ဒီဦးတလုံးလေးတွေကိုတော့နောက်ဆုံးမှထည့်ပါမယ်အရန်စားကောင်းနဲ့အန်တီရဲ့အိမ်ချက်လက်ရမော်လမြိုင်မွေးငါလေးရပါပြီရှင်ကျေးဇူး